ဆိုတော့အခြေခံအားဖြင့်တော့ဒီလူကတော့ဘီလိန်ပါဒီလူကတော့လူကောင်းပါဒီလူကတော့လူမိုက်ပါဒီလူကတော့သူတော်ကောင်းပါဆိုပြီးတော့ဒီလူမျိုးကွဲပြားဖြစ်တယ်ဆိုတာကျွန်တော်တို့တကယ်လက်တွေ့လောကမှာရှားတယ်မရှိဘူးမဟုတ်ဘူးရှိတယ်ဒါမဲ့ကျွန်တော်တို့မှာလူတိုင်းမှာဘီလိန်စိတ်ရှိတယ်လူတိုင်းမှာမင်းသားမင်းသမီးစိတ်ရှိတယ်သူတော်ကောင်းစိတ်ရှိတယ်ကိုကရီးစားတယောက်ထားတယ်မိန်းမလည်းဖြစ်နိုင်တယ်ယောက်ျားလေးဖြစ်နိုင်တယ်အဲ့တော့ကိုရဲ့ရီးစားကချီလောက်တယ်အမြဲတမ်းဖောက်ပြန်တယ် तू ဖောက်ပြန်တာဆိုတော့ तू မဖောက်ပြန်တာဆိုလို့သူ့ရဲ့ခြေမနဲ့လက်မပဲရှိတော့တယ်အဲ့လိုပဲမမြင် तू ကမရကိုရဲ့ရီးစားပါတနာမချွေချောကလည်းဖောက်ပြန်တယ် तू ကဘဲတကာနဲ့ပတ်ပြီးတော့ easily လောက်တယ်တွဲတယ်ဒီတော့ဖောက်ပြန်ခံတဲ့ကို့မှာ trauma တွေရတယ် trauma တွေရသွားတော့အချစ်ဆိုတာကြောက်သွားတယ်အဲ့တော့ तू ကဘလို့တွေးသလဲဆိုတော့တော်ပြီလောကကြီးမှာဘယ်ယောက်ျားမှမကောင်းဘူးဘယ်မိန်းမမှမကောင်းဘူးငါစီချင်းကပ်လာတဲ့ယောက်ျားမှန်သမျှငါ့ကိုဒုက္ခပေးမှာလူကောင်းဆိုတာလောကကြီးမှာမရှိဘူးအကုန်လူဆိုးတွေကြီးပဲလူတွေကိုမယုံရဘူးမိန်းမတွေကငွေမှတ်တယ်ယောက်ျားတွေကငွေမှတ်တယ်ယောက်ျားတွေကသစ္စာမရှိဘူးမိန်းမတွေကမောင်းမာတယ်ပတ်စံရှိတဲ့လူတွေပဲတွဲတယ်ဆိုပြီးတော့ तू ကလုံးပြီးတော့ကောက်ချက်ချလိုက်တာအဲ့ဒါဒီလဲ stereotyping defense mechanism ပဲ तू ကဒီ defense mechanism ကိုမသုံးလို့လည်းမရဘူးမသုံးဆိုလို့ချင်း तू ကနောက်တစ်ယောက်ကိုချစ်မိသွားတယ်ဆိုရင်အရင်ဖောက်ပြန်ခံရတဲ့ကဲ့သို့ trauma တွေပြန်ပေါ်လာမှထားသောခံရမှပြစ်ပယ်သွားမှာကိုပြီးတော့ခံစားနိုင်မှာမဟုတ်နောက်တစ်ခုကဘာလဲဆိုတော့သစ္စာရှိတဲ့လူနဲ့သစ္စာမရှိတဲ့လူကိုခွဲခြမ်းစိတ်ဖြာရတဲ့ဥစ္စာမှာအုံနောက်သုံးရတယ်အုံနောက်ကောင်းသုံးနိုင်မှသာခွဲနိုင်တာအဲ့တော့ဒီလိုမျိုးလူတွေကအုံနောက်သုံးပြီးတော့ဆုံးဖြတ်ရမှသုံးသပ်ရမှာကိုမကြိုက်တော့အလွယ်တကူဒီယောက်ျားတွေကိုမယုံတော့ဘူးမိန်းမတွေကိုမယုံတော့ဘူးဆိုပြီးတော့ဒီလို decision ချလိုက်တဲ့ဥစ္စာပို့ပြီးတော့လွယ်တယ်သူကအဲ့အလွယ်လန်းဖြစ်တဲ့ stereotyping defense mechanism ကိုသုံးလိုက်တာအဲ့တော့ကျွန်တော်တို့ရဲ့ generation တွေကျွန်တော်တို့ရဲ့ share generation တွေမှာအမြဲတမ်းဖြစ်တဲ့လူကြီးနဲ့လူငယ်ပြဿနာဆိုတာကလည်းဒီတိုင်းပဲလူကြီးတွေကကြတော့ဒီ IT ဘိုင်းတွေ AI ဘိုင်းတွေကျန်တဲ့ကိစ္စတွေမှာအထူးသဖြင့်ဒီကျွန်တော်တို့ရဲ့ပြောင်းလဲသွားတဲ့ခေတ်စနစ်အပေါ်မှာသူတို့ကမလိုက်နိုင်တော့အများကြီးဟသွားပြီဒီတော့ဒါကြီးကလက်ခံဖို့အရန်ခက်ခဲတယ်ခက်ခဲတော့သူတို့ကလူငယ်တွေကိုကြည့်လိုက်တဲ့အချိန်မှာဒီလူငယ်တွေကတစ်ချိန်လုံးဖုန်းသုံးနေတာပဲတစ်ချိန်လုံး game ဆော့နေတာပဲတစ်ချိန်လုံးဘာတွေလုပ်နေမှလည်းမသိပါဘူးဟိုကွန်ပျူတာဟိုကလစ်ဒီကလစ်နဲ့ဘာမှလည်းဖြစ်မြောက်လည်းမရှိဘူးငါတို့ခက်နဲ့များကွာပါဆိုပြီးတော့ဒီလိုပြောတယ်ဒါပေမဲ့လက်ရှိဒီ IT ဘိုင်းတွေ AI ဘိုင်းတွေနဲ့ဒီနည်းပညာတွေကိုသုံးပြီးတော့ဖောက်ထွက်နေတဲ့စီးပွားရှာနေတဲ့လူငယ်တွေအများကြီးပဲတကယ်ကလူကြီးတွေကအဲ့ဒါကြီးကိုလက်ခံဖို့ခက်ခဲတာဖြစ်တဲ့အတွက်အလွယ်တကူအနေနဲ့ဒီလူငယ်တွေကငပြင်းနေဘာမှလက်ကြောတင်းတဲ့လူတွေမဟုတ်ဘူးဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ပြောလိုက်တာကသူတို့အတွက်ပိုလွယ်တယ်အဲအကြောင်းသူတို့ဒီ stereotyping defense mechanism ကိုသူတို့ကဒီလိုမျိုးသုံးလိုက်တာအဲ့တော့သားသမီးတွေအပေါ်မှာလိုတာထက်ပိုပြီးတော့ရိုက်တာနှက်တာဆဲဆိုတာ abuse လုပ်တာ manipulate လုပ်တာဘယ်လိုမှကိုကင်ရွယ်ဖြေရှင်းလို့မရတဲ့အခြေအနေမျိုးတစ်ခုဆိုလို့ရှိရင်ရိုက်လိုက်တာနှက်လိုက်တာအော်ပလိုက်တာအရန်လောက်တဲ့မိဘတွေမှာလည်းဒီ stereotyping defense mechanism ကိုသုံးတယ်ဆိုတော့ဗျာကလေးတွေကသူတို့အလိုမကြတာတွေလိုချင်မှုတွေတက်မှတ်မှုတွေမပြေဝမှုတွေအချစ်ခံခြင်းမှုတွေမေတ္တာငတ်မှုတွေသူတို့ပြောတာကိုနားထောင်စေခြင်းနဲ့ဟာတွေသူတို့စီမှာရှိတယ်သူတို့ကြောင်းမှပြဿနာတွေဖြစ်လာတဲ့ဆရာမတွေနဲ့အဆင်မပြေဘူးပတ်ဝန်းကျင်ကလူတွေနဲ့ပြောဆိုဆက်ဆံရတဲ့အချိန်မှာသူတို့မှာမယုံကြည်မှုရှိတယ်အဲ့ဒါကိုမိဘတွေကိုပြောပြတယ်သူတို့ပြဿနာဖြစ်ရင်လည်းဖြစ်မယ်ဗျာလူကြီးတွေတော့တစ်ချိန်လုံးပြဿနာဖြစ်နေတာပဲဒါပေမဲ့လူကြီးတွေကဒီကလေးတွေရဲ့ပြဿနာကိုဖြေရှင်းရတဲ့အချိန်မှာသူတို့မှာနက်စဉ်းစားပြီးတော့ဒီကလေးတွေနားလဲစေလောက်တဲ့ဟာနဲ့အကြံပေးဖို့မလုပ်တတ်ဘူးတချို့မိဘတွေကဒီတော့သူတို့လောက်တတ်တာဒီဘာလဲဆိုတော့ဒီကိစ္စကိုအလွယ်တကူကြော်လွားလို့ရတာဒီကလေးတွေကမကြိုးစားခြင်းလို့ဒီကလေးကပြင်းနေလို့ဒီကလေးတွေကလူကြီးတွေကိုဒုက္ခပေးလို့ဒီကလေးတွေကဘာတွေဖြစ်နေမှန်းလည်းမသိပါဘူးဆိုပြီးတော့ပြောလိုက်ပြီးတော့ကန်ဆိုရင်ဒီကလေးတွေကိုရိုက်လိုက်ခြင်းအားဖြင့်သူရဲ့ stereotyping defense mechanism ကိုသူတို့ကသုံးမလိုက်တာအဲ့တော့တကယ်တမ်းကလေးတွေကအသုံးမကျတာမဟုတ်သူတို့ကအသုံးမကျတာအဲ့တော့သူတို့အသုံးမကျတဲ့ဥစ္စာကိုသူတို့ကလက်ခံဖို့ခက်ခဲတာဖြစ်တဲ့အတွက်ကလေးတွေကိုသူတို့က stereotype လုပ်ပလိုက်တာဒီလိုမိဘမျိုးတွေကကျွန်တော်တို့ပတ်ဝန်းကျင်မှာအများကြီးပဲဗျဒီလိုပဲကျွန်တော်တို့ကရုံးတွေမှာကိုယ့်ထက်တော်တဲ့လူတွေရှိတယ်အဲ့တော့ကိုယ့်ထက်တော်တဲ့လူတွေရောက်လာတဲ့အချိန်မှာဒီငကိုကဒီအလုံးမှာရှိပြီးသားလူကြီးတွေကကျတော့အရန်ဒုက္ခရောက်တယ်အဲ့တော့လူငယ်တွေကတက်ကြွနဲ့ဟိုဟာလုပ်တယ်ဒီဟာလုပ်တယ်အမိန့်နာခံမှုအားကောင်းတယ်ပြောရဆိုတာကလည်း flexible ဖြစ်တယ်ပေါင်းသင်းဆက်ဆံရေးလည်းကောင်းတယ် idea အသစ်တွေရှိတယ်အဲ့တော့လူကြီးတွေကဘာမြင်လဲဆိုတော့ဒီကောင်တွေကစာရွေးသမားတွေငါးရွေးသမားမဟုတ်ငါတို့ငါးရွေးလောက်ဒီကောင်တွေကသိမှာမဟုတ်ဘူးဆိုပြီးတော့သူတို့ကဒီအတွေ့အကြုံဆိုတဲ့စကားလုံးကို defense ယူပြီးတော့
ဒီကလေးတွေပေါ်မှာမနာလိုဖြစ်မှုတွေဒီကလေးတွေပေါ်မှာအမြင်ဆောင်တဲ့ဥစ္စာတွေကိုသူတို့က defense လုပ်ထားတာအဲ့တော့နောက်ဥပမာတစ်ခုပြောပြမယ်မိတ်ဆွေကယုံမချောကြီးရကောင်းတဲ့အထက်မှာမပါဘူးခန္ဓာကိုယ်ပိုင်းဆိုင်ရာကြီးလိုက်တယ်ဆိုလို့ရှိရင်လည်းအဆင်မပြေဘူးလူတွေအမြင်မှာမိတ်ဆွေကတိတ်ပြီးတော့စိတ်ဝင်စားစရာမကောင်းအဲ့တော့အပြင်နေပါလေသွားတယ်ဘယ်နေရာသွားမိတ်ဆွေကဦးစားပေးခံရတဲ့အထက်မှာမပါဘူးဒါအတွက်ကိုယ်မှအမြဲတမ်းတိတ်ငယ်တယ်စိတ်လုံခြုံမှုမိတ်ဆွေကမရှိဘူးမရှိတော့မိတ်ဆွေကဒီ social media သုံးတာတော့၎င်းဒါမှမဟုတ်အပြင်မှာတော့၎င်းရုပ်ချောတဲ့လူတွေအရန်ကြည့်လို့ကောင်းတယ် smart ဖြစ်တယ်အရန်ကိုမြင်လိုက်တာနဲ့ကိုနှစ်ခါပြန်ကြည့်ခြင်းလောက်အောင်ချောတဲ့လူတွေတွေ့တဲ့အချိန်မှာမိတ်ဆွေစိတ်ထဲမှာမနာလို့ဖြစ်တယ်မိတ်ဆွေစိတ်ထဲမှာသူတို့လိုဖြစ်ခြင်းတယ်အဲ့တော့စာဆန်ပြောရမယ်ဆိုလို့ရှိရင်ကိုမပိုင်ဆိုင်တဲ့အားသာချက်တစ်ခုကိုတခြားလူတွေစီမှာမြင်ရတယ်ပေါ့ဗျာဆိုတော့အဲ့ဒီအချိန်မှာကိုယ်စိတ်ကဒေါသထွက်တယ်လို့မနာလို့တယ်လို့ဖြစ်တယ်အဲ့တော့ဒါကြီးကို तू ကဘယ်လို defense လုပ်လဲဆိုတော့ရုပ်ချောတာဘာလုပ်မှာလဲရုပ်ချောတာဘယ်နေရာမှဘောင်ဝင်တာမဟုတ်ရုပ်ချောတဲ့လူတွေကကောက်ကျစ်တဲ့လူတွေများတယ်ရုပ်ချောတဲ့လူတွေကအသက်လူကြီးဘဝင်မြင့်နေတာရုပ်ချောတဲ့လူတွေကတခန်းလွတ်နေတဲ့လူတွေရုပ်ချောတဲ့လူတွေကငါလိုအိမ်မှုကိစ္စတွေဘာတွေလုပ်နိုင်ပါမလားငါလိုရည်ရှင်းရှိပါမလားရုပ်ကလေးလာတာတခုအတွက်နဲ့ဒီခေတ်ကြီးမှာဘာမှလုပ်မရတော့ဘူးဆိုပြီးတော့ तू က defense လုပ်တယ်အဲအမေကလည်းပြောထားတယ်အစင်းထက်အချင်းကအရေးချင်းကြီးရဲ့အဲ့တော့ငါဘဝမှာဘာအစင်းမှမလို့ငါဘဝမှာအရေးရှင်းရှိဖို့ပဲအရေးကြီးရဲ့အရေးရှင်းကနံပါတ်1အရေးရှင်းကနံပါတ်2အရေးရှင်းကနံပါတ်3ဆိုပြီးတော့ तू က defense လုပ်ထားတာတကယ်တော့ तू ကိုယ်တိုင်အဲ့လိုမျိုးဖြစ်ချင်တာအဲ့တော့ကိုတိမ်ငယ်မသွားအောင်ကိုစိတ်ဓာတ်မကျသွားအောင်ဆိုပြီးတော့တခြားလူတွေကိုသူတို့ကညံ့ပါတယ်ဆိုပြီးတော့တွေးချင်းအားဖြင့်ကိုယ့်ရဲ့စိတ်ကိုပြန်ပြီးတော့ဖြေးသားတာဒါဒီလဲ stereotyping defense mechanism ဖြစ်ပါတယ်ဒီဗီဒီယိုကိုလုံရင်းနဲ့ကျွန်တော် social media မှာအရန်အဖြစ်များတဲ့ဟာတစ်ခုကိုသွားပြီးတော့သတိရတယ်အများနဲ့ဒီပြဿနာဖြစ်တယ်ဒီပြဿနာဖြစ်တိုင်းလည်းအများနဲ့တစ်ဖက်နဲ့တစ်ဖက်ရန်ဖြစ်ကြတယ်ပေါ့ဗျာအဲ့ဒါဘာလဲဆိုတော့ဒီတောသားနဲ့မြို့သားပေါ့ဗျာဒါကျွန်တော်ဒီဥပမာပေးတယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ရည်ချင်းကောင်းရည်ချင်းလိုက်မယ်ဒါပေမဲ့တကယ်ဖြစ်နေတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီရန်ကုန်မန္တလေးနေပြည်တော်တို့ဒါဒီအညာဘက်ကလူတွေနဲ့ဒါမှမဟုတ်တခြားဒီကျွန်တော်တို့နိုင်ငံမှာချီးရဲ့ချစ်ဖို့ကောင်းတဲ့ကျွန်တော်တို့ညီကိုတိုင်းသားတွေနဲ့ပြဿနာဖြစ်ကြရပေါ့နော် online မှာဒီအပျော်ပြက်စလုပ်ကြတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့ तू ကအပျော်ကနေအပြက်ဖြစ်သွားတဲ့ဟာလည်းရှိတယ်အဲ့ဒါကိုကျွန်တော်ဒီ stereotyping defense mechanism shoot down ကနေသုံးသပ်ပြမယ်အဲ့ဒါကိုစိတ်ပညာမှာဘာပြောထားလဲဆိုတော့ us versus them mentality လို့သုံးတယ်ငါတို့နဲ့သူတို့ဒီခွဲခြားခြင်းဆိုပြီးတော့သုံးတယ်လူတွေကကျွန်တော်တို့ကအုပ်စုလိုက်နေတာအဲ့တော့အုပ်စုလိုက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့အုပ်စုတွေကအကောင်းဆုံးငါတို့အုပ်စုလောက်တာအမှန်ဆုံးငါတို့နိုင်ငံငါတို့လူမျိုးငါတို့ယဉ်ကျေးမှုကကမ္ဘာပေါ်မှာယဉ်ကျေးမှုအရှိဆုံးငါတို့လူမျိုးတွေကအတော်ဆုံးငါတို့အုပ်စုကအမြဲတမ်းပိုကောင်းတယ်ဆိုတဲ့ဥစ္စာကိုလူတွေကလိုချင်ကြတယ်အဲ့တော့အမျိုးချစ်ကြတယ်ပေါ့နော်အဲ့တော့အမျိုးချစ်ဖို့အတွက်မိတ်ဆွေအမျိုးတစ်ခုတည်းရပ်တည်လို့မရအဲ့ဒီအမျိုးနဲ့ရှင်စရာလူမျိုးတစ်ခုယဉ်ကျေးမှုတစ်ခုဘာသာတစ်ခုအမြဲတမ်းလိုတယ်အဲ့တော့ကိုယ့်ရဲ့အုပ်စုမှန်တဲ့ဥစ္စာပိုတော်တဲ့ဥစ္စာကိုပို့ပြီးတော့ပေါ်လွင်ဖို့အတွက်တစ်ဖက်အုပ်စုလိုတယ်လို့ပြောတာဥပမာဗျာရုပ်ရှင်ဇာတ်ကားတွေမှာဆိုလို့ရှိရင်မင်းသားမင်းသမီးရဲ့ဖြူစင်မှုတိမ်မွေးမှုရိုးသားမှုမြင့်မြတ်မှုတွေကိုပို့ပြီးတော့ပေါ်လွင်အောင်အတွက်ဆိုလို့ရှိရင်ဘာတွေလိုတယ်လဲဆိုတော့ကျွန်တော်တို့ကဘီလိန်ကောင်းကောင်းလိုတယ်အဲ့တော့ဘီလိန်ကောင်းကောင်းရှိမှသာမင်းသားမင်းသမီးတွေကပို့ပြီးတော့တောက်ပါမှာအဲ့လိုမျိုးနိုင်ရှင်စရာကိစ္စလေးကလိုတယ်ဆိုတော့အခြေခံအားဖြင့်တော့ဒီလူကတော့ဘီလိန်ပါဒီလူကတော့လူကောင်းပါဒီလူကတော့လူမိုက်ပါဒီလူကတော့သူတော်ကောင်းပါဆိုပြီးတော့ဒီလိုမျိုးကွဲပြားဖြစ်တယ်ဆိုတာကျွန်တော်တို့တကယ်လက်တွေ့လောကမှာရှားတယ်မရှိဘူးမဟုတ်ဘူးရှိတယ်ဒါမဲ့ကျွန်တော်တို့မှာလူတိုင်းမှာဘီလိန်စိတ်ရှိတယ်လူတိုင်းမှာမင်းသားမင်းသမီးစိတ်ရှိတယ်သူတော်ကောင်းစိတ်ရှိတယ်အဲ့တော့နဲတာနဲ့များတာပဲကွာအဲ့တော့ရှေ့ကစကားကိုပြန်ကောက်အောင်မယ်ဆိုရင်မြို့သားနဲ့ဒေါသကိစ္စပေါ့ဗျာဥမာမြို့ကလူတွေဆိုလို့ရှိရင်နယ်ကလူတွေဆိုလို့ရှိရင်ဒီလူတွေကဘာဖြစ်တယ်ညာဖြစ်တယ်ဒီလူတွေကစကားပြောလိုက်ရှင်အော်ကြီးဟစ်ကျင်နဲ့ဘိုးသူကလည်းနဲတယ်ခက်ကလည်းမမီဘူးငါတို့စားရတဲ့အစားအစာတွေလည်းသူတို့စားဘူးပုံမပေါ်ဘူးဆိုပြီးအစရှိသည့်အားဖြင့်ဒီလိုမျိုးခွဲခြားဆက်ဆံတယ်ဒီလိုပြောမှသာသူတို့ကခက်မိတယ်ပွင့်လင်းတယ်ပညာတတ်တယ်ဆိုတဲ့ဥစ္စာပို့ပြီးတော့ပေါ်လွင်တာဒီလိုပဲနယ်ကလူတွေကလည်းအဲ့ဒီတိုင်းပဲမျိုးအကောင်တွေကကျတော့လူလေတွေကများတယ်စကားပြောရင်လည်းဝိလိုက်ကြောင်ပန်းနဲ့ဘုံဝင်ရှင်းရှင်းမရှိဘူးငါတို့ကပူတော်မှရိုးသားသေးတယ်ကောက်ကျစ်တဲ့နေရာမှာလည်းဧကရက်ဘွဲတော်ရလောက်တယ်မျိုးကလူတွေဆိုလို့ရှိရင်ဘသူမှမယုံနဲ့အကုန်လုံးလူလိန်နေကြီးပဲဆိုပြီးတော့ဒီလိုမျိုးပြောတယ်သူတို့ကလည်းအဲ့ဒီတိုင်းပဲမျိုးကလူတွေကိုမကောင်းပြောလိုက်ခြင်းအားဖြင့်သူတို့ရဲ့ရိုးသားခြင်းကိုပို့ပြီးတော့ပေါ်လွင်အောင်လုပ်လိုက်တာအဲ့တော့တကယ်တမ်းကကြတော့မျိုးကလူတွေဆိုလို့ရှိရင်မကောင်းဘူးနေရလူတွေတောကလူတွေဆိုလို့ရှိရင်ကောင်းတယ်ဆိုပြီးတော့ဒီ stereotype လုပ်လိုက်တဲ့ပုံစံမျိုးဖြစ်သွားတာဒါကိုပို့ပြီးတော့အသေးစိတ်ပြောရမယ်ဆိုလို့ရှိရင် projection လုပ်တယ်ဆိုပြီးတော့ပို့ပြီးတော့ပြောလို့ရတယ်အဲ့တော့ projection အကြောင်းကိုကျွန်တော်ရှေ့မှာထပ်ပြီးတော့ပြောပြမယ်အဲ့တော့ stereotyping နဲ့ projection ဒီတဘူးတွဲဖြစ်တယ်
အဲ့တော့သူတို့နှစ်ခုကိုတိထားရဆိုလို့ရှိရင်မိတ်ဆွေကစိတ်ပြဿနာတွေကိုဖြေရှင်းတဲ့အချိန်မှာမိတ်ဆွေကဆရာကြီးဖြစ်လိမ့်မယ်အဲ့တော့မြို့သားကပဲကောင်းတယ်ပြောနေကလူတွေပဲကောင်းတယ်ပြောတကယ်တမ်းဟာနှစ်ဖက်လုံးကကိုငါတို့ကပိုကောင်းပါတယ်ဆိုပြီးတော့ပြောခြင်းအပြင်စိတ်လုံခြုံမှုကိုရှာတာတကယ်တမ်းယုံကြည်မှုမရှိတဲ့လူတွေကပိုလောက်တာ